အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တူရွှေတူ YouTube channel လေးကနေကျွန်တော်တူချင်းမိတ်ဆွေဝါသနာရှင်ကိုများများနဲ့ဝါသနာရှင်ကျွန်တော်တူမာလေးပါမချမ်းတူရောက်ချင်တဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေဒီကျွန်တော်ဦးရွှေတူနော်ကဲဒီမောင်လေးတောင်းမှုလိုက်ပါနော်အားလုံးပဲဒီကောင်းချမ်းမာကြပါစေနော်ကျွန်တော်တို့19ရက်3လ2025မနေ့လာမယ်တိုင်းနာအဖွင့်ပွဲလေးနော်အားလုံးကိုကျွန်တော်ဝါသနာရှင်ချင်းမိတ်ဆွေများကိုကျွန်တော်အလကားပဲဖီးကြံခဲ့တဲ့ပွဲရတယ်ကျွန်တော်တက်ပြီးပါတယ်နော်ဒါမှကြံခဲ့တဲ့ပွဲရကျွန်တော်နှိတိုက်ဒီမတင်ပြပါဘူးနော်ကျွန်တော်စာရုပ်ပတ်တီတစ်လုံးဝါသနာရှင်ချင်းမိတ်ဆွေများကိုစာရုပ်ပတ်တီအဖို့ဝင်ကြီး1000ပေးရတဲ့ခဏနဲ့အတူတူပါပဲလို့ဝါသနာရှင်ချင်းမိတ်ဆွေများကိုကျွန်တော်ပြောပြတဲ့စာရုပ်ပတ်တီနဲ့အောင်မြင်ခဲ့ပါတယ်နော်ဒီဘက်မှာဆိုတဲ့ဝါသနာရှင်ချင်းမိတ်ဆွေများအတွက်စာရုပ်ပတ်တီဟောစာရုပ်တပတ်စာမွေးနှစ်ကွက်ရှေ့ဝင်းနှုတ်ကိုလည်းမိတ်ဆွေဝါသနာရှင်များအတွက် free ပဲเนาะအလကားပြီးပါပါကဲအားလုံးပဲ channel လေးကိုအခုမှစကြည့်ရဝါသနာရှင်အတိတ်အနေများနေရတို့ရဲ့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပါเนาะလုံးဝဝါသနာရှင်ချင်းမိတ်ဆွေများအတွက်အကျိုးရှိမဲ့ဗီဒီယိုဖိုင်လေးပုတ်ဖြစ်ပါဗျာเนาะအားကြောင့်ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ရ channel ကို subscribe မလုပ်ရသေးဘူးရှိရင် channel ကို subscribe လုပ်ထားပြီးလက်မလေးနှိပ်ပြီးတော့တူတယောက်တည်းမကြည့်ပဲနဲ့အများမြင်အများပေါက်ပါစေဆိုတဲ့စာနာလေးနဲ့ share လေးရယ်နော်ဝိုင်းကူညီပေးကြပါလို့တွေးနေတယ်ပြောချင်ပါတယ်နော်အားလုံးကကျွန်တော်တို့ဒီပွဲမှာဝါသနာရှင်များဗမာဘက်ရှုံးခဲ့နော်ရှုံးကြီးတွေအဆင်ပြေရဆိုတော့ဒါမှငွေထုတ်လို့ရအောင်တွေးနေနဲ့တက်ပြီးတော့အခုလိုတက်ပြောခြင်းဖြစ်ပါတယ်နော်ဝါသနာချစ်ပိတ်ဆွေများအားလုံးပဲဒီနေ့နာနေအဖွင့်နေ့ပွဲလေးမှာ19ရက်ဒီနေ့နာနေအဖွင့်ပွဲလေးမှာ19ရက်3လ2025ဒီနေ့နာနေဖွင့်ပွဲလေးမှာအားလုံးတိုင်းမှာငွေထိုးအောင်တို့ဝမ်းချင်းလေးတစ်စုံနဲ့ဝမ်းချင်းအပီးစင်းလေးတစ်စုံနဲ့အကွက်ကလေးတွေကိုမိတ်ဆွေဝါသနာရှင်များအနေနဲ့ကြိုက်နှစ်တဲ့ကိုမှကတ်သီးရှိနဲ့ကတ်ထူနိုင်ပါတယ်ကိုကလုံးမရရင်လည်းဘလို့ပဲကတ်ထူနော်အားလုံးမိတ်ဆွေဝါသနာရှင်များအဆင်ပြေသလိုလုပ်ပါနော်တို့ရဲ့မနက်တင်းနာနေဝမ်းချင်းကတော့9-3ညအချိန်ပါနော်ခါမှမဖောက်ခဲ့ပါဘူးမိတ်ဆွေဝါသနာရှင်များတည်ခဲ့တဲ့အချိန်9-3ညအချိန်နဲ့တို့ရဲ့အနေနဲ့ခဏ၄ခွက်နော်ကပ်ပြီးထားပါတယ်အဲ့ဒီမှာမိတ်ဆွေများကိုတစ်ခွက်ကောင်းလဲအကုန်လုံးအပြီးပြောပြသွားမှာပါနော်မိတ်ဆွေဝါသနာရှင်များအနေနဲ့တုံညနဲ့ပတ်သက်လို့ရှိရင်တုံည8 3ည3တုံည8 3ည3တုံည4 3ည9ပါနော်9နဲ့ပတ်သက်လို့ရှိရင်9 8 9 8 9 3 9 4 9 9ပါနော်တုံညနဲ့ပတ်သက်ရင်တုံည8 3ည3တုံည4 3ည9 9နဲ့ပတ်သက်လို့ရှိရင်9 8 9 3 9 4 9 9နော်ဟုတ်ပြီနော်အားလုံးပဲဇာတုပတ်တီအနေနဲ့ပတ်ချင်လို့ရှိရင်ဝါသနာရှင်ချင်းမိတ်ဆွေများအင်္ဂါမကြော်ပါဘူးနော်တုံညကိုပတ်ပါနော်တုံညပတ်တီရေးရေးလိုက်လို့ရပါတယ်နော်ကဲအားလုံးပဲဝါသနာရှင်ချင်းမိတ်ဆွေများတပတ်စာမွေးကနနှစ်ကွက်သေးကိုပဲ EC နေ့တိုင်းထိုးနေရဆိုရင်ကျွန်တော်ဝါသနာရှင်များပါခဲ့လို့ရှိရင်တပတ်စာမွေးကနလေးနှစ်ကွက်ကိုခါရဲပြောသွားပြီးမှဖြစ်ပါတယ်နော်အားလုံးပဲဝါသနာရှင်များအနေနဲ့လိုက်မှတ်ပါတယ်နော်ဒါမှနမမီတဲ့ဝါသနာရှင်များပါခဲ့လို့ရှိရင်လည်းဘူတိုကြီးကွန်မန့်ထဲမှာရေးပြီးတော့ပြင်ထောက်ပေးလိုက်ပါမယ်နော်အပေါ်ဆုံးမှာရှိမှာပါနော်အားလုံးပဲတပတ်စာမွေးကနန်းတော့4ခွန်နဲ့4နှစ်နှစ်ကွက်ပါနော်အဲဒီ4ခွန်နဲ့4နှစ်ကိုတပတ်စာ AC မွေးထိုးခြင်းပါတယ်ဆိုထိတိမိမိစားတော့မောပြန်ထိုးပါထွက်ပါတယ်နော်ထွက်ပါတအားနောက်ကြာတော့မတွေးခဲ့ရပါဘူးဆိုပြီးအဲ့ site ကိုစတွေ့တယ်ဆိုဘယ်နေ့တော့မှထွက်တော့ဆိုပို့တဖူးနေ့ညနေစီကနောက်ဆုံးပြောလို့ရပါတယ်နော်အဲ့ဒါမျိုးထွက်ပါတယ်ကူပန်ကြာပြီလောက်ကြာနေဆိုတာရှားပါတယ်နော်ကဲအားလုံးမတစ်ပတ်လုံးလို့ဆိုတော့ဒါတေချာတာပေါ့ဗျာနော်အဲ့လိုတို့ရင်တက်တင်ပြီးခြင်းဖြစ်ပါတယ်ဝါသနာချင်းမိတ်ဆွေများအားလုံးပဲနော်ကနန်းလေးလည်း4ခွန်4နှစ်နော်တော့စာမွေးကနန်းကအင်းနိုင်နေတဲ့ကလည်းခုနပြောတဲ့ကနန်းအား3ညပတ်တီးနဲ့တစ်ခွက်ကောင်းကတော့တို့ရွေးဝေးတာရှိပါတယ်အဲ့ဒီနေ့နာနေတနေ့လေနော်တစ်ခွက်ကောင်းကတော့3ညဘူးပါနော်3ညဘူးမိတ်ဆွေဝါသနာရှင်များအကြိုက်တူရင်လိုက်စော့ပါဦးတို့ကြီးလည်းအိုက်ကနန်းကိုထိုးမှာပါနော်အားလုံးပဲဝါသနာရှင်များလည်းဦးတို့ကြီးပေါက်တယ်လို့ဦးတို့ကြီးငွေရတယ်လို့ရစီခြင်းနဲ့စာနာကြောင့်ဦးတို့ကြီးတက်ပြောခြင်းဖြစ်ပါတယ်နော်ကဲအားလုံးပဲဒီရှင်ရတဲ့ဝါသနာရှင်ချင်းမိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အဆက်ဆက်အပြည့်ပြည့်စုံကြပါစေလို့ပြောရတဲ့ဒီဗီဒီယိုလေးကိုဒီမှာရန်နာနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ